Can you go all over Minglava? Try extra time to the channel Yanni Chozo Vare. So the Lima wrote Asneti a Pianshin in a Patamilton, Sweeney Tessa Pachimare. Asnetia Leshima, through a thing, Queen to a Chima, Repubian Pianle Pinsembu, Low Sabo, Chodan is when you go a Tiva. So didn't Yadima Asneti in the wing of Vine, the Queen Vigo, Atiga, Piale Pupian, Piensemuma, Umebono. So beginning to want to dice piney, the wing of Vine in the Queen Vine, Pupian Muma located. So Queen must be mandy coquet low, that dice mazine. Da nuno mai tu kine da yokrasto ko tro kho ke de so kaung mun ne yi thui le pya ta ke pare kaung mun ne yi thui le pya ta de a lyauk be lashi da tu ye swa taw yi tor tor le kaung kaung ne da atin lashi a kaung thong ne tha ya shi pi ro akhu so yin da Premier League ဖလားကိုle pain sain twa deပုံစံမျိုးမြင်ရတယ်ဆိုတော့အခုမှာကလက်ရှိဒါ Arsenal တင်းနေနဲ့ကွင်းလယ်ပိုင်းပြင်ဆင်မှုပေါ့နော်ဝင်ကပိုင်းတော့ Arsenal တင်း Morgan Roger ကိုခေါ်ဖို့အတွက်အသေးအံကြိုးစားနေတာဆိုတော့တိကျပါတဲ့ Morgan Roger ကို Arsenal တင်းရသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့နောက်တဲ့ပြတ်မှတ်တွေနေရတော့ဒါ Leicester City တည်းရဲ့လူငယ်တို့စသဖြင့်ပေါ့နော်အဲ့လိုလူငယ်လေးတွေလည်း Arsenal တင်းကခေါ်ဖို့အတွက်အားလုံးစီစဉ်ထားပြီးဝင်ကနဲ့ပတ်သက်ပြီးတော့ Arsenal တင်းမှာဒါတိကျတေချာတဲ့တာဂက်နဲ့ခေါ်ယူဖို့အတွက်တော်လေးအခြေအနေနီးစပ်တဲ့ပုံစံမျိုးလေးတွေပိုင်ဆိုင်ထားပြီးဆိုတော့ Arsenal တင်းလက်ရှိလှုပ်ဆောင်ရမှာကကွင်းလေနဲ့ပတ်သက်ပြီးတော့စောပိုင်း Arsenal တဲ့တင်ထွက်တာက Tonali ဒါပေမဲ့ Tonali နဲ့ပတ်သက်ပြီးတော့လက်ရှိ Tonali ကိုပေးရမယ့်လောက်ကားလာစားနောက်ပြီးတော့ Tonali ကိုပေးရမယ့်ပြောင်းရွှေ့ခြင်း commission ခစသဖြင့်ပေါ့နော်အရာအားလုံးများပြားနေတဲ့အတွက်ကြောင့်Arsenal တဲ့ Tonali ကိုမခေါ်တော့ဘူး Tonali ကိုမခေါ်တော့ဘဲနဲ့ဒါသူတို့အနေနဲ့ပေါ့နော် Tonali ကိုမခေါ်တော့ဘဲနဲ့ဒါနောက်ထပ်ပြစ်မှတ်တွေကိုပြောင်းလဲမယ်ပေါ့နော်အဲ့ချိန်မှာသူတို့ဘူအာဒီကိုစောင့်ကြည့်တယ်ဘူအာဒီကိုစောင့်ကြည့်တယ်နောက်ပြီးတော့သူတို့မာရီယာဖာနာဒက်ကိုလည်းစောင့်ကြည့်ခဲ့သေးတယ်လို့ပြောတယ်ဆိုတော့ဒါပေမဲ့ Arsenal တင်တကယ်တမ်းဒါမျက်စိကျခဲ့တာဂျိုးပန်းဖို့အတွက်စီစဉ်လာတာအခုတရဝင်ဂျိုးပန်းလာတာကBruno Guimaraes ဖြစ်တယ်ဆိုတော့ Bruno Guimaraes နဲ့ပတ်သက်ပြီးတော့ Arsenal တင်ကနှုတ်အားဖြင့်ကန်လန်းမှုတစ်ခုပြုလုပ်ခဲ့တယ်နော်ဆိုတော့ပေါင်55တန်းနဲ့ငါတို့ဝယ်မယ်မင်းတို့ Bruno Guimaraes ကိုရောင်းနိုင်လားဆိုပြီးတော့ဒါနှုတ်အားဖြင့်ဇင်းတို့ဒါမေးမြန်းတဲ့အခြေအနေပေါ့နော်ဇင်းတို့ဘယ်လိုအခြေအနေရှိလဲလို့မေးမြန်းတဲ့ပုံစံအခြေအနေလေးပေါ့နော်အဲ့လိုအခြေအနေမျိုးလေးနဲ့ဒါမေးမြန်းခဲ့တယ်ဆိုတော့အဲ့အချိန်မှာဒါNewcastle တင်ကတော့ပြင်းပြင်းထန်ထန်ညှင်းဆန်ခဲ့တယ်ဘာလို့လဲဆိုတော့သူတို့မှာ Tonali လည်းရောင်းထားပြီးပြီဆိုတော့သူတို့ကွင်းလယ်ပိုင်းအတွက်ဒီ Bruno Guimaraes ကမရှိမဖြစ်နေတာကိုမရှိမဖြစ်နေတဲ့အခြေအနေမျိုးမှာငါတို့မရောင်းနိုင်ဘူးငါတို့ဒီစားသမားငါတို့တော့မရှိမဖြစ်ငါတို့လုံးဝမရောင်းနိုင်ဘူးဒီစားသမားကိုလို့အကြောက်ကန်ညင်းပေမဲ့လည်း Arsenal တင်ကဒီစားသမားကိုတရဝင်ကန်လန်းမှုတွေနဲ့ထပ်မံရရှိအောင်ခေါ်ယူဖို့အတွက်ဂျိုးပန်းလာမယ်ဆိုပြီးတော့လက်ရှိ Fabrizio Romero David Ornstein တို့ကအတီးပြုပြောကြားလာတယ်နော်ဆိုတော့Bruno Guimaraes ရဲ့စိတ်ပိုင်းဆိုင်ရာကိုသူတို့နားလည်လို့ထင်တယ်ကျွန်တော်ထင်ရတော့ဗောနော်ဆိုတော့ Bruno Guimaraes အနေနဲ့ကတော့ကျွန်တော်လာ Bruno Guimaraes ဆိုပြအခုချိန်မှာကျွန်တော် Arsenal လာခေါ်ရင်ကျွန်တော် Arsenal ကိုဒိုးမှာပဲ Newcastle အသင်းမှာဘာကြောင့်နဲ့မှဆက်နေစရာအကြောင်းမရှိဘူးနော် Newcastle အသင်းမှာသူဆက်နေလို့ဘာလို့ဖလားအောင်မြင်မှုမှလည်းရမှာမဟုတ်သလိုဘာမျောလင်းချက်မှလည်းမရှိဘူးဗျာဒီလိုအခြေအနေမျိုးကြောင့်ဒါသူအနေနဲ့ Arsenal အသင်းကပြောင်းရွှေ့သွားခဲ့မယ်ဆိုရင်သူ့အတွက်အများကြီးမျောလင်းချက်တွေရှိလာနိုင်တယ် Arsenal အသင်းနဲ့သူစူဖလားအောင်မြင်မှုတွေသူ့ရဲ့နာဂတ်တွေပို့ပြီးတော့တောက်ပလာနိုင်တယ်ဆိုတော့ Newcastle အသင်းနဲ့လည်းစာချုပ်တက်တန်နှစ်ပဲကျန်တော့တာBruno Guimaraes နဲ့နောက်တော့ Bruno Guimaraes ရဲ့အသက်အရွယ်လည်း28နှစ်ရှိနေပြီဆိုတော့ဒီလိုအခြေအနေမျိုးမှာမှ Newcastle အသင်းကလည်း Bruno Guimaraes ကိုမရောင်းမဲနဲ့ဆွဲထားမယ်ဆိုရင် Bruno Guimaraes ကလည်းဒီလိုအခြေအနေမျိုးမှာသူ့အတွက်တကယ်ကိုခွင်လန်းကောင်းနေတဲ့ Arsenal အသင်းကိုမပြောင်းဘူးဆိုရင်လုံးဝနှစ်ဦးနှစ်ဖက်လုံးအဆင်မပြေတဲ့ကိစ္စရပ်တွေဖြစ်လာမှာဒါကို Arsenal အသင်းကသဘောပေါက်တယ်နားလေတဲ့အတွက်ကြောင့်မင်းတို့မရောင်းလဲငါတို့ရအောင်ခေါ်မှာဆိုတဲ့ပုံစံမျိုးနဲ့ Bruno Guimaraes ကိုရအောင်ခေါ်မယ်ဆိုတဲ့ပုံစံတွေနဲ့ဒါကန်လန်းဖို့အတွက်စီစဉ်နေပါတယ်ဆိုတော့အဲ့ဒီကန်လန်းမှုတွေကတော်လေးကောင်းတဲ့ကန်လန်းမှုတွေဖြစ်လာလိမ့်မယ်ဆိုပြီးတော့ပြောထားပါတယ်ဆိုတော့ဘယ်လိုကန်လန်းမှုတွေဖြစ်လာမလဲဆိုတော့ကျွန်တော်အခြေအနေပိုင်းအရစောင့်ကြည့်ရမယ်ပေါ့နော်ဆိုတော့လက်ရှိမှာဒီနှုတ်အားဖြင့်ကန်လန်းခဲ့တဲ့ပေါင်55တန်းယူတန်း60ထပ်ပုံများတဲ့ကန်လန်းမှုတွေmaybe ယူတန်း80 80လောက်ထိတော့ဖြစ်လာနိုင်တယ်တေချာတကူကတော့ Tonali ရဲ့ဈေးတန်းတော့မပေးရတော့ဘူးဘာလို့လဲဆိုတော့ Tonali တောင်မှအသက်26နှစ်စာချုပ်တက်တာ2နှစ်ပဲကျန်တော့တယ်အခြေအနေမျိုးပေါင်တန်း100နီးပါပေါင်တန်း80နီးပါဝင်းကျင်ဈေးနဲ့ရမှာပေါင်တန်း100ပဲထားပါတော့ပေါင်တန်း100ဈေးနဲ့ရမှာဆိုတော့ဒီလက်ရှိ Bruno Guimaraes ကိုကျွန်တော်ထင်ရတော့ပေါင်တန်း80 80လောက်နဲ့ရမယ်တင်တယ်80လောက်နဲ့ရရင်တော့မစိုးပါဘူး Bruno Guimaraes နောက်ပြီးတော့ Arsenal တင်းအတွက်ကိုင်းညီလိုက်ဖက်တဲ့ player မျိုးလို့ထင်ပါတယ်ဘာလို့လဲဆိုတော့ Arsenal တင်းမှာအဲ့လိုမျိုးမွေနောက်ပြီးကစားပေးနိုင်မဲ့ player တွေလိုတယ်နောက်ပြီးတော့ Declan Rice နဲ့တွဲပေးနိုင်မှာကစားမှလိုတယ် Zubimendi ကအစောပိုင်းရည်သွေးကောင်းလို့နဲ့နောက်ပိုင်းမကောင်းဘူးဗျမကောင်းလို့လေ Arteta Zubimendi ကိုမကြိုက်တော့လို့ဒီနောက်ပိုင်းပွဲစဉ်တွေမှာ Zubimendi ကိုတော့ line နဲ့အောက်ပြီးတော့ဒါ Luis Scanley ကိုတော့ကွင်းလယ်ပိုင်းကိုထည့်သုံးတဲ့ပုံစံမျိုးမြင်ရတယ်ဒါကြောင့်မို့လဲ Arteta ဒီနေရာကိုပြင်ဆင်ခိုင်းဖို့အတွက်ပြင်ဆင်ပေးဖို့အတွက်ဘုတ်ဖွဲ့တွေကိုဒါပြင်ဆင်ခိုင်းတာပေါ့နော်
ဒါကြောင့်လည်းဘိုးဖွဲ့တွေအနေနဲ့လက်ရှိမှာဒါပြင်ဆင်ပေးဖို့အတွက် Bruno Guimaraes ကိုအသေးအံလိုက်နေပါတယ်တရားဝင်လည်းကြိုးပမ်းနေပါတယ်ဆိုတော့လက်ရှိမှာမကြခင်မှာလည်းတရားဝင်ကန်လာမှုတစ်ခုအာဆနယ်အသင်းဘက်ကဒါတင်သွင်းတော့မှာဖြစ်ပါတယ်ဘယ်လောက်ငွေကြီးနဲ့တင်သွင်းမလဲဒီတင်သွင်းမှုက Bruno Guimaraes ကိုခေါ်ယူသွားနိုင်မလားဆိုတာတော့ကျွန်တော်စောင့်ကြည့်သွားရမယ်ကျွန်တော်ထင်ရတော့အာဆနယ်အသင်းနဲ့ Bruno Guimaraes ရဲ့ဂျားမှာဆက်ဆက်မှုအချို့ရှိပြီးသားလို့မြင်တယ်နော်ဆိုတော့အတိုင်းအတာတစ်ခုပေါ့ဗျာအတိုင်းအတာတစ်ခုဆက်ဆက်ရေးကောင်းပြီးသားလို့ကျွန်တော်ထင်တယ်အတိုင်းအတာတစ်ခုဆက်ဆက်ရေးကောင်းထားလို့လည်းသူတို့ဒီလိုမျိုးဒါကြိုးပမ်းမှုလှုပ်ဆောင်နေတာလို့ကျွန်တော်ထင်တယ်နော်ပြောချင်တာဗျာ Bruno Guimaraes ရာသူတို့တိတ်တဆိတ်ဒီပုံကိုယ်ဆိုင်သဘောတူညီမှုတွေပါများရထားပြီလားပေါ့နော်အဲ့လိုမျိုးကြောင့်ပဲသူတို့အခုလိုမျိုး Bruno Guimaraes ကိုနျူကာဆယ်တင်မရောင်းလဲငါတို့ရအောင်ခေါ်ပြမယ်ဆိုတဲ့စိတ်နဲ့ဒါမရရအောင်ခေါ်ယူမဲ့ပုံစံမျိုးတွေလောက်လာရှင်ဖြစ်တယ်လို့ပြောနေတင်တယ်ဆိုတော့ Arsenal ပြည်သက်တွေရောဘယ်လိုမြင်ကြလဲအသက်28နှစ်ရွယ်ရှိပြီဖြစ်တဲ့ Bruno Guimaraes ကိုဒါဘလောက်ငွေကြေးတိုင်းတာလောက်နဲ့ရမယ်ဆိုစင်ပြေမယ်လို့ထင်လဲခေါ်ယူတဲ့တယ်လို့လည်းထင်လားမခေါ်ယူတဲ့လို့ထင်လားဘယ်လို target ပြတ်မှတ်မျိုးကိုခေါ်ယူပိုကောင်းလိမ့်မယ်လို့ထင်လဲကျွန်တော်ထင်ရတော့ Arsenal ကွင်းလေပိုင်းနဲ့ပတ်သက်ပြီးတော့ Bruno Guimaraes ကိုပဲခေါ်တော့မယ်ထင်တယ်တယောက်လောက်ခေါ်ယူ Arsenal ကလုံလောက်သွားပြီနော်လက်ရှိ Arsenal ရဲ့ကွင်းလေမှာလည်းတော်လေးကောင်းကောင်းအရေးသေးရှိကစားမှရှိနေပြီဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဆိုတော့ညီကိုတို့ဘယ်လိုမြင်ကြလဲနော်ညီကိုတို့ရဲ့ team ရဲ့ share ချက်လေးတွေကိုကျွန်တော်ရဲ့ comment ထဲမှာဝင်ရောက်ပြီးတော့ဆွေးနွေးရင်းခုန်ပေးကြဖို့အတွက်ပြောရှင်းပါတယ်ဗျာနော်